ဂျဂျန်စတိုင်ချိုဂျင်ဝက်နံယူကျော်တယူပီအရှိပိုင်းဂျဂျန်ဒေတာရဲ့နာမည်ကျော်ဟင်းလျာတစ်ခွက်ဖြစ်ခဲ့ဒီချိုဂျင်ဝက်နံယူကျော်ဟာအမြင်လှပပြီးအသားရဲ့နူးညံ့မှုကြောင့်လူကြိုက်များလာပါတယ်။အိမ်မှာပဲစားတောက်ဆိုင်စတိုင်အတိုင်းဖြစ်အောင်ချက်နီးလေးကိုမျှဝေပေးလိုက်ရပါတယ်။ဟင်းတစ်ခွက်ရဲ့အဓိကတော့ချက်ဟာအသားတန့်ရှင်းမှုမှာရှိပါတယ်။ဝက်နံယူတွေကိုအနေတော့တုံးလေးတွေတုံးပြီးရင်ဇလုံးထဲထည့်ပါ။စားအနေငင်နဲ့ဂျုံမှုန့်ထည့်ပြီးရေနဲ့နန်းစီပေးပါ။ဂျုံမုံဟာအသားတွေကအညစ်အကြေးနဲ့သွေးဆယ်တွေကိုစုယူပေးလို့အသားရဲ့အညစ်ကိုလုံးဝပျောက်ကင်းစေပြီးအရသာကိုပိုမိုစင်ကြယ်စေပါတယ်။တင်းညင်တော့ရေတန်းနဲ့ဆင့်အောင်ဆေးပြီးရေစစ်ထားလိုက်ပါ။တဲအိုတဲ့စီပူလာရင်ဝက်နံရိုးတွေကိုထည့်ပြီးရွှေအိုရောင်တန်းလာတဲ့အထိစိတ်ရှည်လော်ပေးပါ။အသားလေးတွေအယောင်တက်လာပြီးဆိုရင်ကြောက်ကြကြားတကြားအနေငယ်ထည့်လိုက်ပါ။တကြားဟောအရှိပြော့ပြီးဝက်နံရိုးလေးတွေပေါ်မှာကတ်သွားတဲ့အခါပြောင်းလက်တောက်ပတဲ့အသွင်းမြင်နေထူးခြားတဲ့အချို့ရသားကိုပေးစွမ်းပါဖြစ်ပါတယ်။အရသာတွေအသားလေးစိတ်ဝင်မှုအထွက်ချက်သွင်းမင်းဂျင်းနဲ့နာနဲ့ပွင့်တို့ကိုထည့်ပေးပါပြီးရင်ရေနွေးကိုအသားမြုပ်ယုံထည့်လိုက်ပါအသားမတောင်းသွားစေဖို့ရေနွေးကိုပဲတုံးပေးပါအရသာအတွက်ပဲငပြကြီးအကြီးအရဝတ်အတွက်ပဲငပြကြီးအနောက်နဲ့စားငရုတ်ခေါင်းမှုန့်တို့ကိုချင့်ချင်ထည့်ပါအိုဖုံပြီးမီအေးနဲ့မိနစ်30ခန်းတည်းထည့်ပါဒီအချိန်မှာဝက်နယူအီဒီဟာအတွင်းသားအချိနူအီပြီးအရသာဒီစိတ်ဝင်သွားမှာပါဟီရိုချကနိုင်မှာရှာလကရီတစုံကိုဆန်းထည့်လိုက်ပါရှာလကရီကိုနောက်ဆုံးမှထည့်တာဟာသူ့ရဲ့အနက်နဲ့အချင်းထက်ကိုပုံမပေါ်လွင်စေပါတယ်။ sauce အရေးတွေပြစ်သွားအောင်မီးခဏမိန့်ပြီးတည့်ပေးပါ။နောက်ဆုံးမှာတော့နှင်းလေးတွေဖြူပေးလိုက်ရင်မြင်းယုံနဲ့တင်တရေချစရာကောင်းတဲ့ Jurgen Stein ချိုချင်းဝက်နံရွချော်လေးရရှိပါပြီ။ဒီဟင်းလျာကိုထမင်းပူပူရေးနဲ့ဖြစ်ဖြစ်ဒါမှမဟုတ်အမြင့်အထည်ပဲစားသုံးနိုင်ပါတယ်။အချိုနဲ့အချင်းမြော့တနေတဲ့အရသာကတင့်ကိုထက်ခါစားချင်စိတ်ဖြစ်ပေါ်စီမှာပါ။